အဲ့တော့သာသနာနဲ့တွေ့ဖို့လွယ်သလားလို့မေးလိုက်တဲ့နေရာမှာကိုယ်အသိဉာဏ်နဲ့ကအမတန်ခက်ခဲတာကိုစိတ်ထဲမှာအဲ့ဒီအချိန်မှာသက်ဝင်ပြီးတော့ဟုတ်တယ်သာသနာတွေ့ဖို့မလွယ်ဘူးဒီဟာလေးမှတ်ထားပြီးတော့ကိုယ့်အကိုအေးအေးဆေးဆေးပေါ့လေတယောက်တည်းနေတဲ့အခါမျိုးမှာသာသနာနဲ့တွေ့ဖို့ဘယ်လောက်ခဲရင်သလဲဘယ်လိုတွေခဲရင်နေသလဲဘာကြောင့်ခဲရင်နဲ့ပြောသလဲစဉ်းစားဖို့ကောင်းတယ်ခုမေးနေတဲ့မေးခွန်းတွေဟာတကယ်တော့ကိုပြန်မေးဖို့ဦးစင်မေးနေတာတွေဟာအဲ့ဒါဦးဇင်းတို့အမေးဖြေတရားပွဲဟာဓမ္မဂတိကဟာဂုံလုံးချင်လို့မေးတာလည်းမဟုတ်ဘူးနော်ကိုသိတာကိုတတ်တာကိုမမိတာလေးတွေလိုက်ကြွားနေတာဒီလိုမဟုတ်ဘူးနော်မာနာကြီးနဲ့မင်းတို့ထက်ငါသိတယ်လို့ဒီလိုမေးချင်လို့လည်းမဟုတ်ဘူးဦးဇင်းတို့ထက်တော်တဲ့လူတတ်တဲ့လူသိတဲ့လူလူပညာရှိယဟန်ပညာရှိအများကြီးရှိတယ်ဦးဇင်းတို့လက်ခံထားပြီးသားအဲ့တော့ဦးဇင်းစွမ်းနိုင်တဲ့လောက်သာသနာကိုကျေးဇူးဆက်ပေးနေတာတက်တက်ပဲဖြစ်ပါတယ်အဲ့တော့မေးတယ်ဆိုတာကကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတရားတော်တွေနာကြည့်တဲ့အခါမှာဦးဇင်းတို့ဘာသာတွေ့လဲဆိုတော့တကယ်စူးစူးစိုက်စိုက်ထဲထဲဝင်နာတော့ဆရာတော်ဘုရားကြီးပြောခဲ့တဲ့မိန့်မာတော်မူခဲ့တဲ့စကားနာကတရားနာညာငါခန္ဓာလဲဆိုတာတဲဟုတ်ပါလားဆရာတော်ဘုရားကြီးမေးနေတဲ့မေးခွန်းတွေကတကယ်တော့ငါတို့မေးရမှာပါလားဒီလိုနားလည်လားအဲ့တော့ဦးဇင်းကလည်းကိုယ်တက္ကရာတွေပြန်ဟောတဲ့အခါကျေးဇူးရှင်ဆရာသမားရဲ့ဂုဏ်ကျေးဇူးဆက်သောအဖြစ်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ကျေးဇူးပေါ့လေဒါဖခင်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောတဲ့စနစ်ဟာဖခင်ဟောတဲ့စနစ်အတိုင်းပါပဲရှင်းတယ်နော်ဘုရားရှင်ကိုရောမြတ်ကြီးကလည်းသူ့ရှေ့ရောက်လာတဲ့လူကိုမေးရင်ဖြေရင်ဟောတာကြီးများရောက်လာတဲ့ပုဂ္ဂိုလ်ကမေးလို့ဖြေရတာလည်းရှိတယ်သူကိုယ်တိုင်ကမေးရင်ဖြေရင်ဟောတာလည်းရှိတယ်ပြောချင်တာတွေလျှောက်ပြောသွားရင်အယူလိုဖြစ်နေမှာပေါ့ဗျာဒီပုဂ္ဂိုလ်ကသိသလားမသိဘူးလားဉာဏ်မိသလားမမိဘူးလားအဆင့်ရှိသလားမရှိဘူးလားသဘောပါသလားအဲ့တော့အခုဒီမိကုန်းလေးသာသနာနဲ့တွေ့ဖို့လွယ်သလားလို့ဦးဇင်းကမေးလိုက်တော့အားလုံးကပဲဒါတက်ညီလက်ညီဗုဒ္ဓဘာသာဝင်တွေရဲ့နှုတ်ထဲမှာဆွဲပြီးသားမလွယ်ပါဘူးခင်ဗျာဆိုတော့ကိုယ့်ရဲ့ထဲမှာကိုလက်လန်းမိသလောက်စဉ်းစားကြည့်ဗုဒ္ဓရဲ့သာသနာတော်ကိုထဲထဲဝင်သိတဲ့လူနဲ့မသိတဲ့လူဘယ်ရင်ကများမြန်မာနိုင်ငံရဲ့ပုဂ္ဂိုလ်တွေတော်တော်များများကတော့ဖြင့်ကချင်ကရင်ချင်းမွန်ရခိုင်ရှမ်းဘယ်လိုလူမျိုးပဲဖြစ်ဖြစ်များသောအားဖြင့်ဗုဒ္ဓဘာသာလို့ဆိုင်းထိုးထားတာများတယ်ဒါပေမဲ့ဗုဒ္ဓလမ်းညွှန်တဲ့အတိုင်းကျင့်တဲ့လူနဲ့မကျင့်တဲ့လူကိုယ်အိမ်နဲ့ကိုပြန်ကြည့်ကိုယ်ပုံကိုလည်းပြန်ကြည့်တနေ့မှာငါဗုဒ္ဓရဲ့အဆုံးအမတိုင်းနေမိတဲ့အချိန်နဲ့မနေတဲ့အချိန်အဲ့ဒါသာသနာနဲ့တွေ့ဖို့ခဲရင်နေဆိုတာအဲ့ဒီလောက်ကစမြင်လိုက်ရင်ဒီနေ့ကမ္ဘာပေါ်မှာလူတွေအများကြီးရှိတာပဲတိုင်းနိုင်ငံတွေအသီးသီးရှိတဲ့ထဲမှာဇီးရွက်လောက်ရှိတဲ့မြန်မာပြည်ထဲမှာတင်ထေရဘာသာသာသနာလေးကနေတာဒီဇီးရွက်လောက်ထဲကဒီလူဦးရေတန်း60တန်း80ပေါ့လေအကုန်လုံးဟာဗုဒ္ဓဘာသာဝင်အစစ်တေကြီးပဲလားဘုရားဗန်းပြပြီးတော့နတ်ကိုးကွယ်တဲ့လူတွေတပုံကြီးဘုရားပြန်ဗန်းပြပြီးတော့အုံဖွမင်းသားတွေကိုးကွယ်နေတဲ့လူတွေတပုံကြီးပုံမြင်တဲ့ဇက်လိုက်တွေကိုမျောပြီးတော့အစ္ဆာဂေါနာကြောင့်ဟုတ်လားအုံဖွဆိုပြီးရွှေဖြစ်တော့မှလို့ငွေဖြစ်တော့မှလို့ဘိုးအောင်ကြောင့်ရတော့မှလို့ဘိုးဝင်းကောင်ကြောင့်ရတော့မှလို့နဲ့မျောတော်ဇောနဲ့မောနေတာတွေတပုံကြီးဘယ်တော့မှလည်းမရဘူးရှင်းသလားအဲ့ဒါလေးတွေပြန်စဉ်းစားကြည့်ဗုဒ္ဓဖယားစင်ကြီးဝေနေအောင်မျိုးအိမ်ထဲမှာထားပြီးတော့ဗေဒင်ဆရာသွားထိုင်ပြီးတော့ကြော့နေတဲ့လူတွေတပုံကြီးရှင်းအဲ့ဒါတွေကဗုဒ္ဓဘာသာတွေလားမဟုတ်ဘူးမနေ့အတွက်ပြသလိုပဲစီးပွားရေးမကောင်းလို့ဗေဒင်သွားမေးတယ်ဟာဖယားထက်ဗေဒင်ဆရာကအာကိုတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီအဲ့တော့ဒီပုဂ္ဂိုလ်ဒီဖယားကိုပယ်ပြီးသားအော်တိုမက်တစ်ပယ်ပြီးသားဖြစ်သွားပြီကျင်းတတ်လားဒီတွက်နီးလေးသေချာတွက်နော်ရှင်းတယ်နော်အဲ့တော့အခုဦးဇင်းတို့ကသာသနာနဲ့ငါတွေ့ကြိုးနှပ်ပြီလားဆိုတာသာသနာရဲ့အဆုံးအမတွေမိမိဝမ်းထဲမှာကိန်းပြီးဘုရားတရားတော်တွေမှန်ရင်ဉာဏ်ထဲမှာသက်ဝင်ပြီးတော့အမတန်ပီတိဖြစ်မာလိကမိဘုရားကြီးတို့ကောသလမင်းကြီးတို့ဒါနိနိဆက်ဆက်မကြောက်သောကာလမှာဟောထားလို့သဘောပေါက်ဉာဏ်နဲ့ရောက်နေလို့ပြောရတာပေါ့
ဘုရားရှင်ကိုရောမြတ်ကြီးကတခါတယောက်ကသူ့သားဆုံးလို့ပူပင်သောကတွေရောက်ပြီးတစ်မျိုးလုံးလျှောက်သွားအော်ငါသားပဲမလဲငါသားပဲမလဲသင်္ချိုင်းကုန်းသွားပူလောင်ပြီးဘုရားရှင်ရောက်သွားအတခါကြီးမရောက်တာလည်းကြာပြီအခုလည်းဖယိုဖယက်နဲ့တကြွယ်ကြီးတယောက်ကဘယ်နဲ့ဖြစ်နေတာတော့ဆောက်တရားမရအိမ်တွေမရနဲ့ဆိုတော့မှန်ပါဗျာတပည့်တော်ချစ်လာသွားတော့တူသောသားလေးတည်သွားလို့အဲ့ဒါအေးကွာချစ်ချင်းဟာအဲ့လိုပဲကွာချစ်ချင်းကြောင့်ဒုက္ခပရိဒေဝဒုက္ခဒေါမနတာဥပယတတွေရတယ်အဲ့ဒီဒုက္ခပရိဒေဝဒုက္ခဒေါမနတာဥပယတဆိုတဲ့ပူလောင်ခြင်းဆင်းရဲခြင်းပူဆွေးရခြင်းငိုကြွေးရခြင်းတွေဟာအမှန်တကယ်တော့ချစ်ချင်းကြောင့်ဖြစ်တာတွေကွာလို့ပြောလိုက်တော့တကြွယ်လက်မခံအာကိုတော့ပေါက်တကရတွေလျှောက်ပြောနေချစ်ချင်းကြောင့်တော့ဘယ်လို့မှဒီလိုဒုက္ခပရိဒေဝဖြစ်เสียမရှိဘူးမုန်းလို့သာဖြစ်ကောင်းဖြစ်မယ်ချစ်ချင်းကြောင့်ရရှိတာတော့ပျော်ရွှင်ခြင်းနှစ်သက်ခြင်းဝမ်းမြောက်ခြင်းတာယာခြင်းပဲရရမယ်ဆိုတော့အဲ့ပြဿနာကရှင်မင်းစီရောက်သွားရောဟောမှာမဟုတ်ဘူးမနေ့ကဟောမှာဟာဟောမှာနော်မနေ့ကဟောလက်စတရားရှိတယ်နော်ဘယ်သူတွေမနေ့ကကာလမချင်းဘူးလို့မှတ်မိနော်ရှင်သာရိပုတ္တရာနဲ့ဒီကနခါတော့အရခဏလေးထားခုနဟာဆက်ပြောမှာအဲ့တော့တထေးကပြန်ဆန့်ကျင်လိုက်တဲ့နောက်လောင်းကစားဝိုင်းမှာသူသွားပြောတယ်လောင်းကစားသမားတွေကတထေးဘက်ကထောက်ခံတယ်မဟုတ်တာလုပ်တဲ့လူဆိုတာမဟုတ်တာလုပ်တဲ့လူကိုထောက်ခံတာပဲလူယုံမှာချင်းမှာပေါင်းဖြစ်တာဟုတ်ဗျာနော်တော်တော်ကောင်းတဲ့လူယုံမှာပေါင်းလို့မရဘူးအဲ့တော့သူတို့ချင်းချင်းကသတင်းပြန်သွားလိုက်တာကောသလမင်းကြီးစီရောက်သွားကောသလမင်းကြီးကလည်းအဲ့စကားကြားပြီးသူသိမခံချင်ဘူးမခံချင်တာနဲ့မာလိကာမိဖုရားကြီးသွားမေးတယ်ကောသလနဲ့မာလိကာကျတော့ဒီဘဝမှာတော့မာလိကာကညံထက်နေတာပေါ့ဗျာကောသလကနည်းနည်းလေးထိုင်းတယ်နည်းနည်းလေးလောက်ပဲပြောရမှာအဲ့တော့သိထိုင်းလွန်းတယ်လို့တော့ပြောလို့မရဘူးကိုထက်သားတဲ့လူတွေနော်အဲ့တော့ကောသလမင်းကြီးကမာလိကာမိဖုရားကိုတကယ်တော့ထိုင်းတာလဲဟုတ်ချင်မှဟုတ်မှာကိုမိဖုရားကိုချစ်တဲ့ကိုခင်တဲ့လူနဲ့စကားပြောတာဆိုတော့တရားအဓိကသူမထားဘူးပေါ့ဗျာချစ်စကားပြောကျင်တာပေါ့ဟမ်အဲ့တော့လင်မယားနှစ်ယောက်ခြုံနှုံးပြောတာမာလိကာမင်းဖယားကဟောလိုက်တယ်တဲ့မင်းရှင်ကြီးဂေါရမကဒီနေ့ကွာဟိုတကြွယ်ကိုပြောလိုက်တယ်တဲ့ပူဆွေးခြင်းငိုကြွေးခြင်းပြင်းစွာငိုကြွေးရခြင်းပူလောင်ခြင်းနောက်တဖန်ပူပန်ခြင်းဆိုတဲ့ဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပယတတွေဟာချစ်ချင်းကြောင့်ဖြစ်တယ်လို့ပြောလိုက်တယ်တဲ့ကွာမင်းစဉ်းစားကြည့်ပါဦးတကယ်ဆိုတော့သူလိုချင်အိုးချစ်ချင်းကြောင့်ဘယ်ဟုတ်နိုင်မှမလဲဘာညာဘောလင်မယားနှစ်ယောက်ဒီစကားပြောနေတာအဲ့တော့မာလိကာတော့မဟုတ်ဘူးဒီစကားဘယ်သူပြောတာလဲတဲ့ဆိုတော့ဖယားပြောတာဖယားပြောရင်အဲ့ဒီတိုင်းပဲမာလိကာတို့ယုံတာဒီလိုယုံတာရှင်းလားဖယားပြောတဲ့စကားဆိုမလွဲနိုင်ဘူးသူကတော့မစဉ်းစားသေးဘူးမလွဲဘူးပဲသူပြောထားတာဒါသရပညာမပါသေးဘူးရှင်းတယ်နော်ငါဖယားပြောတာဆိုဒီတိုင်းမှမယ်ဆိုတော့ကောသလကသူကြားကျင်တာဒါမဟုတ်ဘူးအဲ့တော့ဘုရားဘက်ကလိုက်ပြီးပြောလိုက်တာလဲမှန်တယ်နောက်ချစ်ချင်းကြောင့်ဒုက္ခဖြစ်ရပါတယ်ဆိုတာလဲပြောလိုက်ခံတော့အချစ်ဆုံးလူကပြောခံရတာကိုအဲ့ဒါနဲ့အလကားမိမသွားသတ်ပြဖို့ကောင်းတယ်ကဲတော့မောင်းထုတ်လိုက်တယ်သူလိုချင်တာမရဘူးနော်အဲ့ဒါလေးတွေအဲ့တော့တရားချင်းမှာပြန်ရှင်းကြည့်တော့မာလိကာကညံလဲရှိတယ်တရားလဲရှိတော့ဘုရားရှင်ပြောတဲ့စကားဟာလွဲเสียချော်เสียမရှိဘူးလို့ဒီလိုရှင်းလားခုလည်းသူတော်ကောင်းတို့နာနေရတာဘု து တရားတွေဘုရားတရားတွေဥသုမင်္ဂလာတတ်လို့မဟုတ်ဘူးဘုရားဟောပြီးသားအစင်းစင်းလက်ဆင့်ကမ်းလာတာသူများဓာတောင်မှလေရှင်းပြောရင်မြန်မာပြန်စာပေလေးတွေရှိလို့သူမင်္ဂလာဟောနိုင်တာပါဠိလိုဖတ်ပြီးဟောဆိုတလုံးမှမတတ်ဘူးကဲရှင်းလားသဘောပေါက်လားဒီကိုတော့ပါဠိစာမတတ်ဘူးဆိုမနာခြင်းနဲ့နေပြန်ကြတတ်တာလေသဘောပေါက်လားအဲ့လေငါဟောမှာမင်းတက္ကတာလူမျိုးတွေသွားဟောမှာမဟုတ်ပဲနဲ့ဘယ်သူဟောမှာဗမာလိုသိပြီးတော့ကိုယ့်အကိုဗမာလိုနားလည်အောင်တော့တော်လုံနေရတာသူတို့နားလည်အောင်ဟောနိုင်ကိုတော့ဟုတ်ပြီပေါ့ရှင်းလားအဲ့ဒါမယောင်ရစီလူပြီးတော့မဟုတ်တာဂုံလုံးချင်တဲ့လူမျိုးတွေတော့များကိုလုတ်ပေးမှဖြစ်တော့ပါနော်အဲ့ဒါကိုเจ้าကိုသိအောင်လုပ်ကြနော်
ဗုဒ္ဓံတရဏံကိစ္ဆာမိလို့သိလိုက်တာနဲ့သစ္စာ၄ပါးမြတ်တရားကိုတော်တိုင်သိမြင်တော်မူသောမြတ်စွာဘုရားငါတို့ကိုသစ္စာတရားတွေဆုံးမပေးတဲ့ကျေးဇူးကြီးမှတော်မူသောဘုရားရှင်ကိုရောမြတ်ကြီးအားကြောပါ၏လို့ဆိုတာနဲ့ဘယ်ဟာဘုဒ္ဓမို့ရှိဟမ်ခုနပါဠိလိုကြောလိုက်ရတယ်နဲ့မြန်မာလိုကိုယ်တိုင်သိပြီးကြောရတာဘယ်ဟာတမို့ရှိမှတ်ထားကြအောင်မှတ်ထားကြအောင်ဗုဒ္ဓံတရဏံကိစ္ဆာမိကကိုတစ်လုံးမှနှလုံးမသွင်းနိုင်ဘူးဗုဒ္ဓံဘာမှလည်းမသိဘူးတရဏံဘာမှလည်းမသိဘူးသူများရွတ်ဆိုလို့ရွတ်ချိုက်တာရှင်းလားဗမာလိုသိပြီးဗမာလိုကြောရတာပူအရသာရှိကိုကလောဘစိတ်တွေဖြစ်လာတဲ့ဒါဥစဉ်မကြပြောဘူးတဲ့ဥဒုမင်္ဂလာလောဘစိတ်ကြီးတာပေါ့နော်လောဘစိတ်တွေဖြစ်လာတယ်အဲ့လောဘစိတ်ကြောင့်ကိုယ်မှာပူလောင်နေတာလေးသတိကြတော့ဩဘုရားကဒါကြောင့်မို့လို့လောဘကင်းအောင်ဟောတော်မူတာပဲလောဘဟာငါတို့ရဲ့ရန်သူလို့ဒါကြောင့်ဘုရားပြောတာပဲငါကိုယ်တိုင်ကိုပူလောင်နေပြီလောဘကင်းတော်မူသောမြတ်စွာဘုရားလောဘကင်းအောင်လမ်းညွှန်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာရှင်ခိုးပါ၏အရသာရှိတာအဲ့ဒီကြမှာဘုရားကြောရတာအရသာရှိဘုရားသရဏံကိစ္ဆာမိဖင်မှုတောင်းတော်ကြောနေဘာမှမြင်ဘူးရှင်းလားပြီးရင်ဘုရားပြုံးနေတယ်ပြောလို့ပြောမဲ့နေတယ်ပြောလို့ပြောမျက်နာပြားဆွဲနေတယ်အဆောက်အုံရှိဆွဲမှာပေါ့သူ့ဘာသူလာခြင်းတဲ့နေရာလာမှာပြားလည်းရုပ်ပဲဟိုရုပ်ထုကလည်းရုပ်ပဲလာခြင်းလာမှာပဲဘာမှဆောင်းရှင်းလားသဘောပေါက်သလားဂုံတော်နဲ့တန်ဖိုးသိမှတန်ဖိုးရှိတာအဲ့ဒီတကားမှတ်ထားတန်ဖိုးသိမှအဲ့တော့ဟိုကြည့်မနေ့ကဒီကနက္ခတို့အကြောင်းဆက်သွားမှာဘုရားရှင်ကိုရောမြတ်ကြီးရှိမှာရှင်သာရိပုတ္တရာရှိရကိုဘုရားကလာတာပဲဒါပေမဲ့ဘယ်သူနဲ့တွေ့နေလဲဒီကနက္ခပါတွေ့နေတယ်ဒီတရားကလည်းမြားတစ်ချောင်းနဲ့နှစ်ကောင်မှန်နဲ့ဒီလိုမြားတစ်ချောင်းနဲ့ပြည့်မှာတော့နှစ်ကောင်လို့ပြောမှသဘာဝကြမှာဟုတ်ဗျဒါဥပမာပေးတာဥပမေယကတော့တရားတစ်ပုဒ်ထဲနဲ့နှစ်ပါးကျွတ်တဲ့တရားကဲဒါအဆင်မပြေဘူးလားမြန်မာသားလည်းသူများဝေးပါမယ်ဆိုတတ်အောင်ရင်လှုပ်ထားကြအောင်မြားနဲ့ပြည့်မှာတော့နှစ်ကောင်လို့ပြောရမှာပေါ့အဲ့နှစ်ကောင်ကရှင်သာရိပုတ္တရာနဲ့ဒီကနက္ခကိုယဉ်ညွန်းတာလားမဟုတ်ဘူးမြားကယဉ်ညွန်းတာကတလိ္ဆံကိုယဉ်ညွန်းတာပြည့်မဲ့ကောင်ပေါ့ဗျာရှင်းသလားအဲ့တော့ဒါဥပမာဥပမေယအဖြစ်တော့ဘုရားဤစကားတရားတစ်ပုဒ်ထဲနဲ့ယဟန်နှစ်ပါးကျွတ်တန်းဝင်မဲ့တရားကဲဆင်ပြေလားဟုတ်တခါလဲရှင်းထားခဲ့မှာအေးမှာနော်သက်တမ်းတူတဲ့ခေတ်ဆိုသူမင်္ဂလာလည်းဘယ်ချိန်သိမှမသိဘူးအဲ့တော့မြန်မြန်သိသွားပြီးနောက်လူတွေကဟာဘုန်းကြီးကဘယ်လိုဖြစ်တယ်ဘယ်ညာဖြစ်တယ်လောက်မှတခါလဲရှင်းထားခဲ့မယ်ယုံရင်လို့မယုံမလို့နဲ့ဘယ်သူမှယုံမှလို့ခေါ်နေတာလည်းမဟုတ်ဘူးသဘောပါလားအဲ့ဒါအခုလောကကြီးကမဟုတ်တာလုပ်တဲ့လူကိုပြောမဲ့လူမရှိဘူးဟုတ်တာလုပ်နေရင်နောက်ကဝေဖန်ပြီးထိုးနှက်ချင်တာနဲ့ဒီမှာအဲ့ဒီဖြည့်ရှင်းနေရတယ်နဲ့မအားဘူးရှင်းသလားတရားရှိဘာမှမဖြည့်ရှင်းဘူးယုံရင်လို့မယုံမလို့နဲ့ကျေနိုင်လို့မကျေနိုင်မလို့နဲ့ဘယ်သူမှငါဆွဲဆောင်နေတာမဟုတ်ဘူးသဘောပါလားခုဘာဟောနေတာတရားဟောနေတာအဲ့တော့တရားသိအောင်ငါဟောပြီးပြီကိုယ့်အကိုသိအောင်လုပ်ယုံကြည်ရင်ဆက်လုပ်လိုက်မယုံကြည်ရင်မလုပ်နဲ့မင်းကိုနာပါလို့တရားဆွဲပြီးခိုင်းတာမဟုတ်ဘူးသဘောပါလားအဲ့ဒါပဲတရားလွတ်လွတ်လပ်လပ်ဟောပြီးကိုယ်ပိုင်ဉာဏ်နဲ့ဝေဖန်နိုင်မှုဘုရားပြောထားပါတယ်ပြီးရင်ခင်ဗျားတို့ကစာအုပ်ကြီးညွှန်းတာဘယ်စာအုပ်ကြီးကဘယ်လိုဆိုတယ်အဲ့စာအုပ်ကြီးရေးတဲ့လူအောင်မမနိုင်ဘူးလားဒါလက်တွေ့ကိုယ်အသိဉာဏ်နဲ့မှသက်ဝင်လာဖို့အရေးကြီးတယ်ရှင်းလားကောင်းပြီကြည့်ဒါဘုရားရှင်ကိုရောမြတ်ကြီးဟောထားတဲ့သုတ်တော်အရင်တည်းကတန်ရုပ်ပါဠိတော်ထဲမှာလာတယ်အဲ့တော့ဒီကနက္ခဘုရားနဲ့တွေ့တယ်ဆိုရင်ပဲသူ့ဥယျာဉ်တော်ကိုဆွဲဆောင်သွားလို့ तू မရှင်းတတ်ဘူး तू ကသူ့ဂိုင်းလေးထဲမှာ तू အရာရောက်နေတာကို तू ပြောနေတာဟုတ်ပြီနော်နိဂန္ဓတို့ဂိုင်းထဲရောက်နေတော့ကတော့ရှင်သာရိပုတ္တရာတို့ကလက်ဝဲရန်လက်ရန်ထားပြီးတော့တခါတည်းယာရုကြီးတွေလို့ပေါ့လေသူတို့တတ်မှတ်ထားတာအဲ့တော့ရှင်သာရိပုတ္တရာရဲ့တူဖြစ်တော့ဒီကနက္ခကလည်းအရာရောက်ဟိုကလည်းဆရာကြီးကြပါအောင်ဟိုကလည်းဂုရုကြီးကြွပါအောင်နဲ့တခါတည်းအကုန်လုံးဆင်ပြေးနေတယ်ခုတော့သူဦးကြီးမရှိတော့သူလည်းပြတ်တာမရဘူးအဲ့တော့သူမကျင်တတ်တဲ့နဲ့ဘုရားကိုတွေ့တာနဲ့ပြောတယ်။ဘာပြောလိုက်ရှင်ကြီးကောရမတဲ့ကျုပ်ကဘယ်ဝါဒမှဘယ်ဝါဒအောင်မှသူမယူဘူးတဲ့လက်မခံဘူးဆိုတော့ဘုရားကမင်းဘယ်ဝါဒမှမယူပါဘူးဆိုတဲ့လက်မခံဘူးဆိုတဲ့အယူကိုရောမင်းမယူဘူးလားဟမ်
အဲ့ဒါကလည်းဘာဖြစ်နေလဲဆိုဝါဒတစ်ခုဖြစ်ဘာဖြစ်နေလဲကြည့်ကြည့်ရရှင်ကိုရမကြီးကဆက်ပြောဒီကနခါတဲ့လောကမှာဝါဒအလုံးကိုလက်ခံသူလည်းရှိတယ်ဟုတ်တယ်လေဘယ်ဝါဒဖြစ်ဖြစ်ကောင်းတာပါပဲသူကလည်းသူတော့ကောင်းကြတာကြီးပဲလို့လက်ခံထားတဲ့လူလည်းရှိတယ်ဘယ်ဝါဒမှလက်မခံဘူးဆိုတဲ့လူလည်းရှိတယ်တချို့ကြတော့တချို့ဝါဒတွေကတော့မဆိုးပါဘူးကောင်းပါတယ်ဒီဝါဒတွေတော့ငါလက်မခံနိုင်ဘူးတချို့လက်ခံတယ်တချို့လက်မခံဘူးဆိုတဲ့လူတွေလည်း၃မျိုးရှိတယ်ကွာဘယ်နှမျိုးရှိလဲဘုရားရှင်ခေါ်ကြတဲ့တရားတော်တွေဟာအယူဝါဒတွေလားဘာတွေလဲဆုံးမဟာဘယ်လိုဆုံးမတာလဲဘာတွေကိုဆုံးမတာရှိကိုရှိတိုင်းသဘာဝအမှန်တရားမနေ့ကပြောခဲ့တယ်လေဘာလဲဒါမို့ဒီတရားကောင်းစဉ်ကိုဦးစင်းကဝါဒနဲ့သဘာဝလို့အမည်ပေးတာဘာလဲပြတော့ဘယ်လမ်းလိုက်ဘယ်လမ်းလိုက်မှာသဘာဝအမှန်တွေကိုသိအောင်မြင်အောင်ဟုတ်ပြီနော်အယူအဆနဲ့လမ်းဆုံးရမှာလားကိုယ်တိုင်မြင်အောင်ကြည့်ရမှာမြင်နိုင်မမြင်နိုင်မြင်နိုင်ဆိုတော့ရှိတာကဲခင်ဗျားတို့ဘုရားဟောထားတဲ့အရှိတရားတွေခန္ဓာဘယ်နှပါးကဲပြောကြည့်သားမှာခန္ဓာ၅ပါးပါလိမ့်လေခန္ဓာဘယ်နှပါးဘယ်မှာရှိတာတပည့်တော်တို့လူတွေမှာရှိတာလားနတ်တွေမှာရှိတာလားမြမာတွေမှာရှိတာလားခန္ဓာတန်တရားလဲနေတဲ့သတ္တဝါတိုင်းခန္ဓာဘယ်နှပါးလဲဒီတိုင်းသာဖြစ်မြမာနဲ့ပတ်သက်လို့ခဏရှင်းထားတာရှိပြီမရှင်းတော့ဘူးယူပါအာယူပါတွေဘေးဖယ်ထားလိုက်နော်ခန္ဓာဘယ်နှပါးရှိတော့၅ပါးအဲ့ဒီ၅ပါးမှာယူဘက်ခန္ဓာဆိုတာဘာတရားလဲရုပ်တရားယူဘက်ခန္ဓာဆိုတာဘာတရားလဲအဲ့တော့ရုပ်တရားမှန်သမျှဟာဘုရားကပြောလိုက်တယ်ရုပ်မှန်ရင်ဟောက်ပြန်တယ်အလုံးပြောရုပ်မှန်ရင်ခုခင်ဗျားတို့ခန္ဓာကြီးပဲကြည့်ပူလိုက်အေးလိုက်ရှုလားဟာတော့ကြညောင်းလာလိုက်ညာလာလိုက်ခဏလေးနားလိုက်ကျင်လိုက်မျိုးစုံမရှုလားဘာဖြစ်နေတာဟောက်ပြန်နေတာဘာဖြစ်နေတာဟောက်ပြန်နေတာဆိုတော့ရုပ်တရားရှိတိုင်းမှာဘာဖြစ်လဲအဲ့တော့ရုပ်မှန်ရင်ဟောက်ပြန်တယ်ဆိုတော့ဘယ်ရုပ်ရဘာဖြစ်မှာလဲအဲ့ဒီရုပ်ဟာမြဲသလားဖြစ်ပြီးရင်ဟောတာသဘာဝအမှန်တရားကြိုက်တဲ့လူကြီးနော်တခြားဘာသာတွေကလာကြည့်တယ်ဥမာဟိန္ဒူကလာကြည့်တယ်ကြည့်ကလာကြီးတရုတ်ကြီးဗမာကြီးကျင်တဲ့ရုပ်ကြီးဘာဖြစ်နေဒါတို့မြင်နိုင်တာတို့ပြောတာခွေးရုပ်ကြီးလဲနွားရုပ်ကြီးလဲဒါမြင်တာဒါဖြင့်ဟိုးဒါဝရိန္ဒာယာမှာအစရှိတဲ့နတ်ပြည်နတ်တွေရုပ်ကြီးတော့ဟောဟုတ်ဗျာမှာပဲဆိုတာမသေးကြဘူးလားလက်တွေ့ရအသေးကြဆုံးလူနဲ့နတ်ဘယ်ဟာချမ်းသာတော့လုံလူနဲ့နတ်ဘယ်ဟာချမ်းသာတော့ခန္ဓာမှန်ရင်ဘာသစ္စာဒါဖြင့်လူဒုက္ခနဲ့နတ်ဒုက္ခဘယ်ဟာပိုဆိုးလဲနတ်ဒုက္ခနည်းနည်းသက်သာတယ်ဆိုရင်ဘုရားကခန္ဓာအမှန်သမျှဒုက္ခလို့မဟုတ်ခုအော်တော့ဖြင့်ခန္ဓာမှန်ရင်ဘာသစ္စာအဲ့ဒါတပည့်တော်တို့ဘဝကူကောင်းရင်တော်ပါပြီနောက်ဘဝမလေးနတ်ကလေးဖြစ်တော်သေးတာပေါ့ဗျာနတ်ကလေးဆိုနတ်ကြီးရနိုင်အောင်ပါရှင်းလားနတ်ကလေးဆိုရင်နတ်ပြည်ကြပို့ဆိုးတယ်အခု VIP ကားလာတယ်ဆိုလုံဆုံးဒီကောင်လေးသွားနိုင်9စီး10စီးပဲဟိုကနတ်ကြတော့ဘေးကချွေရန်3သိန်းကျော်နဲ့လာမှာမနေဘူးဘေးကဘေးရရှင်းသလားအခုမတေးရနတ်သားဆိုရင်လေဘေးမှာလက်ရနတ်သမီး3သိန်းလက်ဝဲနတ်သမီး3သိန်းနဲ့နေနေတာဘယ်လိုသွားကြောက်ကြအောင်မလား
ဘယ်တရားပြောနေတဲ့ဟာတွေပြောအောင်ပါရှင်းလားအဲ့တော့သူ့အချွေရနတ်သိန်းနဲ့ဆိုတော့နောက်ကဒါနတ်သမီးတွေရှိသေးတာမယားတွေရှိသေးတာနောက်ကဟိုအလုတ်ကျွေးတွေပါရင်လဲဦးလာမှာအဲ့တော့နတ်သိန်းနတ်မွားဆိုရင်တော့ဘေးသာကနေတော့ဂုံတိုက်ချသွားမှာရှင်းသလားသဘောပေါက်သလားအဲ့တော့ဘယ်ခန္ဓာကောင်းလဲဘယ်ဘဝကောင်းလဲအဲ့ဒါသစ္စာတဘာဝဟိုးလွန်ခဲ့တဲ့ဘဒုမုတ်တရာတို့ဟမ်ဒီပင်ကရာတို့တနင်္ဂရာတို့မေတင်္ဂရာတို့အဲ့ဒီဖျားတွေပွင့်တော့ကလည်းခန္ဓာကြီးကဘာသစ္စာသူတို့ကလည်းဒီလိုပဲဟောသွားဟမ်နောက်ပွင့်မဲ့မတရားလဲအခုနတ်သမီးတွေနဲ့နေတာ तू ကခန္ဓာဒုက္ခမမြင်မဲနဲ့လဲ तू ကဘုရားဖြစ်မှာမဟုတ်ဘူး तू ဟောတော့လဲဘာဟောခန္ဓာဒုက္ခပဲဟောရှင်းတယ်နော်ခုခင်ဗျားတို့ခန္ဓာကြီးရတာချမ်းသာသလားဆင်းရဲသလားဆင်းရဲဒီယုတ်ကြီးကလည်းတဖြည်းဖြည်းဖောက်ပြန်ရင်းနဲ့ဖယုတ်ဖယဲပြိုကွဲနေတာလေပြိုလာကြလားအိုးလာကြလားအေးအဲ့တော့တလုံးနဲ့ပြောရင်ပြိုလာတာအမှန်ပဲရရစ်နဲ့ပြိုဟမ်မွေးကလေးကရင်ပြိုဆင်းနေတာခမညာရှင်းသလားတပြေးပြေးပြိုလာတာဗျငယ်ငယ်လေးမွေးကသားလေးဆိုတော့အသက်60နေရမယ့်လူဆိုသူ့ရုပ်ကလေးက60နှစ်60နေရမယ့်ရုပ်ကလေးတန်ဖိုးရှိသေးတယ်တရက်ကူးလာလိုက်တာနဲ့60ရဲ့တရက်ရောက်သွားပြီပြိုသွားပြီရှင်းတယ်ကလားအဲ့ဒါတချို့အားတဲ့လူတွေဘေးရင်ဆရာသူကြီးသွားပြီးတက်ကလေးဖြိုအောင်မလဲဘယ်တက်ကလေးမှဖြိုမလဲသူကသူပြိုနေပြီလားဟမ်အချိန်တိုင်းပါဖြစ်နေတာပြိုနေတာရပင်းပြိုမဟုတ်ဘူးနော်ဗာလဲဒီမှာစကားလည်းရှုပ်ကြည့်ဦးဗျာနော်ရပင်းတင်ရရတင်ရနဲ့ရေးချတော့မှဟမ်မောက်ချနဲ့ဝိုက်ချနဲ့ရှုပ်ချက်ကိုခန့်နေတာပဲဘာလို့စကလေးကရှုပ်တဲ့လူမျိုးဒီလူမျိုးอ่ะရှင်းလားဟမ်ရှင်းလားမေးနေရတာမဟုတ်လေရှုပ်ကြီးနဲ့ရှင်းတယ်နော်အဲ့တော့ယုတ်ကဖောက်ပြန်တယ်ဝေဒနာကခုခင်ဗျားတို့ခံစားတဲ့သဘောလေးတွေရှိမရှိအဲ့ဒီခံစားမှုကမြဲသလားတင်ညာကမှတ်သားတယ်ခင်ဗျားတို့မှတ်တတ်သလားမနေ့ကဟောတာလေးတွေမှတ်မိသလားမြဲသလားဒီနေ့ဟာမှတ်နေရတော့မနေ့ကဟာချက်ချင်းပဲသတိရမှာလေဘုန်းကြီးကဝုန်းကလေးသာကောက်မေးတူစာအုပ်သမားလည်းလာလို့မပြီးဘူးရှင်းသလားကောင်းပြီသင်္ခါရကပြုပြင်တာသင်္ခါရကခုခင်ဗျားတို့ပြုပြင်တဲ့သဘောရှိမရှိကဲမပြုပြင်မဲနေလို့ရတဲ့ဘဝပြောတယ်မပြုပြင်ရတဲ့ခန္ဓာတထေးတွေရောဆင်းရဲသားတွေရောခွေးတွေရောနတ်ကလည်းနတ်ဩဇာမစားအချိန်မီမစားမိသေးခင်ဗျားတို့ထမင်းတက်နတ်မစားဘာမှမဖြစ်ဘူးဟမ်ညနေစာဥပုသ်ဆောင်လို့မရဘူးလားစားတယ်နတ်ကအဲ့လိုမရဘူးဗျနတ်ပြည်မှာဥပုသ်ဆောင်လို့မရဘူးဆိုတော့အဲ့ဒါပြောတာနတ်ဩဇာစားမဲ့အချိန်ကိုမေ့သွားရင်ဟိုမှာကာမဂုဏ်အာယုံပြောတာတချို့အဲ့လိုနတ်သက်မပြည့်ပဲသေရတဲ့နတ်တွေတပုံကြီးအပျော်လွန်နေလို့ရှင်းလားနတ်သမီးလေးတွေနဲ့အပျော်လွန်နေအခုခင်ဗျားတို့တယောက်နှစ်ယောက်တောင်မှတောင်းမစီဘူးမလားဟမ်ဟိုကတစ်ဖက်၄-၅ရာဆိုဘယ်စားချိန်ကိုမရဟမ်နတ်ဩဇာမစားလိုက်ရဖေးရှင်းလားနတ်ဩဇာမစားရရင်ဘယ်တယောက်ကစိတ်တကပူဇာလိုက်ပြေးဝယ်ပေးလိုက်ဟမ်ကျင်းတ်သလားဟဲ့အဲ့တော့ပြုပြင်မှုကင်းတဲ့ဘဝဆိုတာဒါလေးမှတ်တာတချို့ကြမလီသူတို့လုံနေရတဲ့အလုံးမှအကြီးကျယ်ဆုံးဟမ်သူတို့လုံနေရတာမှအပင်ပန်းဆုံးသူ့ဘဝမှာအဆင်းရဲဆုံးရေမကြီးထူပြီးပြောလို့ကိုမပြီးနိုင်ဘူးရှင်းလားမှတ်တာဘယ်တတဝါဖြစ်မပြုပြင်ရတဲ့ဘဝနောက်အခုဦးဇင်းအသင်းလေးတွေဖွဲ့ပေးထားနောက်ကိုတနိုင်ငံလုံးမှာဖွဲ့မှာသူမင်္ဂလာသာသနာအကျိုးဆောင်အသင်းဆိုမန္တလေးမှာဖွဲ့ချုပ်စာပြီးဖွဲ့ထားခဲ့ဖွဲ့ချုပ်ဆိုတာတနိုင်ငံလုံးရဲ့အချုပ်ချာအနေနဲ့ဒီလိုပြောတာဖွဲ့ချုပ်ဆိုရင်ရောနေမှာဆိုလို့နော်အဲ့တော့အဲ့ဒီကနေသာသနာပြုလုပ်ငန်းတွေသာသနာအကျိုးဆောင်လုပ်ငန်းလို့ဒီလိုတွက်ထားတာအကျိုးဆောင်အဖွဲ့လို့တောင်မတက်ရဘူးသူချိန်နဲ့သူပေါ့ဗျာသူမင်္ဂလာတတ်တိမရှိတော့မတက်ရဘူးအဲ့တော့အကျိုးဆောင်လုပ်ငန်းအဲ့ဒီမှာသူကပရိယတ္တိ
ပရိပတ်တိနောက်ကျမ်းမာရေးဆိုပြီးတော့ထောက်ပံ့ရေးလုပ်ငန်းတွေအားလုံးလုပ်တတ်သွားအောင်တရက်ကိုတယောက်200စုတဲ့နှုံးနဲ့ဦးဇင်းတို့စတင်ပြီးတော့ဖွဲ့စည်းပေးထားတယ်နောက်မြို့နယ်တိုင်းကိုဒီလိုပဲဖွဲ့စည်းသွားမှာပေါ့လေအဲ့တော့အဲ့ဒါလည်းသာသနာလုပ်ငန်းတွေကိုအားလုံးလုပ်တတ်သွားအောင်အကျိုးရှိတဲ့အလုပ်ဘယ်လိုလုပ်ရလဲဆိုတာလုပ်တတ်အောင်သင်ပေးတာအဲ့တော့ဒီအဖွဲ့အစည်းတွေမှာဦးဇင်းမှားထားတယ်ဘာမှားထားလဲဆိုတော့ဟိုကအစည်းအဝေးပြောလိုက်ပြီဆိုတာနဲ့ကဲငါတို့ဒီအလုပ်ကိုစလုပ်တော့မယ်ဒါပေမဲ့ငါတို့လုပ်မှာကအကျိုးဆောင်မှာနော်ဘာလို့မှာအကျိုးဆောင်မှာအဲ့တော့ဒီဖွဲ့စည်းကခုမှစဖွဲ့စည်းတယ်အောင်မြင်လာတဲ့အချိန်ကျရင်ခုကလေးကပြောထားမှမမေ့ကြပါနဲ့ငါတို့ကသူများဝန်ကိုထမ်းပေးမှာသာသနာဝန်ကိုထမ်းမှာခုဦးဇင်းတို့ယဟန်ဆိုလဲဒါတန်ခါဂုံနဲ့မလို့ပလင်မောကနေဒကာကြီးတို့ကိုဒကမကြီးတို့ကိုတရားတွေဘာတွေဟောပြောနေခတ်ထဲ့တယ်နေတာတကယ်တော့ဒီမှာဝတ်ထားတဲ့ဝတ်ကခင်ဗျားတို့ပေးထားတဲ့အဝတ်ခင်ဗျားတို့စွန့်ထားတဲ့အဝတ်တကယ်ဆိုရင်ဟမ်စားတဲ့ထမင်းကခင်ဗျားတို့စွန့်တဲ့ထမင်းသူများပေးမှကျွေးမှစားရတယ်ဘကွာရှင်းလားယဟန်ဆိုတာအဲ့ဒါဘာမှမောက်ကြွားစရာမရှိဘူးငါဖုံးကြီးလို့ပြောရင်အဲ့ဒါတော်တော်ကိုအရှက်မဲ့လို့ရှင်းလားသူများကျွေးတာကန်းလာစားတာအဲ့တော့သူမင်္ဂလာခု3ခွားကလာတရားဟောပါဆိုတော့လာတယ်ဗျာကျုပ်ရှိရလာနာလားခင်ဗျားတို့ရှိရလာဟောရကျေးဇူးရှင်နေမှုလို့နော်လက်ပြန်စောစောကြွပေးဦးဆိုတော့လက်ပြန်4နာရီဟောကျင်တာတဲ့အမှန်ပါခင်ဗျာကျွန်တော်4နာရီမထိုးခင်ရောက်အောင်လာပါမယ်ပရိသတ်4နာရီဆုံးအောင်စုပေးပါဟမ်ကျွေးလာစားဘာလို့အဲ့ဒါကိုအမလီငါဖုံးကြီးဆိုတဲ့လူတွေဩသူများပေးစာကန်းစာစားပြီးကျေးဇူးလည်းမသိကျေးဇူးကန်းနေတဲ့ဟာရှင်းလားစွန်းစားစွန်းတလုတ်စားအဲ့တလုတ်ကျေးဇူးကြည်အောင်ဒီမှာစနေရတာကိုမကုန်နိုင်ဘူးဟမ်ဟောကြပါအောင်ပြေးရပြန်ဒီကကြပါအောင်ပြေးရပြန်ငြိမ်နေခြင်းလို့လည်းမရဟမ်ဟောပေးပါအောင်ဖေတခါလေလာသေးတာအမလီနားရဲကြားမသက်တာဘူးဥဒုမေကခေါ်ပြီးငါမျိုးကွာငါတရားဟောခိုင်းဦးမယ်ဟုတ်ကဲ့ခင်ဗျာဟမ်ဟောခိုင်းဦးမယ်တဲ့သူတို့ကသဘောပါလားဘုန်းကြီးဘုရားများလွယ်တယ်မထင်နဲ့သူတို့ခိုင်းရနေရတာနော်အဲ့တော့စဉ်းစားကြည့်တာတော့ဥစဉ်သာသနာကိုကြီးညိုတတ်အောင်ထက်တန်းရအောင်လို့သာဥစဉ်ကဒီကသာသနာဂုံဝဲအောင်ပြောနေရတာဟေးငါတော့လာမခိုင်းနဲ့ငါဘုန်းကြီးဖြစ်ခဲ့တဲ့အမေဖိတ်ခိုင်းတာတော့မလုပ်ဘူးဟမ်လူခိုင်းတာယဟန်ကလုံးเสียမလို့ဘူးငါခိုင်းတာပဲမင်းတို့လုပ်ကြဆိုတာသာသနာဂုံအတွက်ပါမာနအတွက်ပြောတာမဟုတ်ပါဘူးရှင်းလားငါယဟန်တစ်ပါးဖြစ်နေတဲ့အတွက်သာသနာရဲ့ဂုံကျေးဇူးကိုပူဇော်ခြင်းလို့ဒီလိုလုပ်ပေးနေတာတဘဝလုံးအများအကျိုးဆောင်တဲ့လုပ်ငန်းလုပ်လာတာငါနားလေတယ်ရှင်းလားအဲ့တော့အခုပြောချင်တာခုနပြောတဲ့စကားလေးကဘာလဲဆိုဦးဇင်းတို့တော်ကောင်းတို့မှာကိုနည်းနည်းလေးလုံနိုင်လာရင်ဂုံဝင့်ကျင်လာမှန်ဝင့်ကျင်လာဟုတ်ပြီနော်ဒါမို့အကျိုးဆောင်လုပ်ငန်းငါတို့ကအကျိုးဆောင်ပေးနေတဲ့ပုံကိုယ်တွေဝန်တန်းတွေမမိတ်နဲ့အဲ့ဒါကိုယုံလေးလာလိုက်ပြီဆိုရင်ကိုမလေးမတူသလိုမတန်းလို့ဘာလို့ချင်တာလို့မရှိဘူးကိုသူမင်္ဂလာတရားပွဲမပေးနိုင်ဘူးဆိုတော့တို့ချုပ်ကပြမပေးနိုင်ဘူးမြို့တို့ကိုယ်တော်များနည်းနည်းရရမှလို့သူကမလုပ်ပါနဲ့တို့ကမိုးကုန်ပါဘူးသဘောပါလားပြည့်ပြည့်လေးလေးဆက်ဆံပါကျွန်တော်မသိဘူးခင်ဗျာဆရာတော်ကပြောပါလိမ့်မယ်ဆရာတော်ပဲအမိန့်ရှိပါလိမ့်မယ်ဆရာတော်စီလျှောက်ကြည့်ပါပြီးပြီဟုတ်ကလားဟောမှာဓမ္မဗျူဟာအသင်းကြီးဦးဇင်းကြုံထားတော့တော်တော်များများလည်းကြုံခဲ့ပြီဒီနေ့မိဂရာဘုံကျောင်းနဲ့လမ်းခွဲလာတယ်ဒါပဲအဲ့တော့အောင်မြင်လာပြီဆိုတာနဲ့တို့ကမန်ဝင့်လာပြီဟယ်လိုဆရာတော်ဥဒ္ဓမင်္ဂလာရှိလားရှိဘူးဘယ်သွားတော့သိဘူးဟာဒုက္ခမလုပ်ကြပါနဲ့မေတ္တာရက်ခံပါလေငါတို့ကသူတို့များကြွေးတဲ့စာစားနေရတာပါကွာယဟန်ဆိုတာလေရှင်းသလားအမြဲတမ်းကိုယ်မာနကိုချတာသူများပေးမှဝတ်ရတာသူများဆောက်ပေးမှဒီနေရာသတင်းသုံးမှဘုရားဆိုမှနေရတာသတင်းသုံးမှဘုရားလို့လျှောက်ထားတဲ့လူမရှိသစ်ပင်ကြီးအောင်နေကိုဘွားကိုမြတ်ဗာမှတ်နေကျင်းသလားအဲ့တော့အကျိုးဆောင်မဲ့ပုဂ္ဂိုလ်ကဒီလိုစိတ်ထားကိုနှိမ်ချပြီးတော့ဟိုမှာဓမ္မဗျူဟာအသင်းကြီးဦးဇင်းတို့လေးစားတယ်ဓမ္မဗျူဟာစာဆောင်တွေဖတ်တယ်ထေရဝါဒသာသနာအတွက်မန္တိုင်ကြီးဟာဝန္တာတာဘယ်တင်ဘာမှမပါဘူးစင်ကြဲတဲ့သာသနာစာဆောင်တွေဆိုပြီးတော့လေးစားတယ်အဲ့တော့အဲ့ဒီကထုတ်တာလေးနဲ့ဦးဇင်းတို့တပည့်တယောက်ကဟို
နာဂေမုန်တိုင်းတန်ခံရတဲ့ဒေသမှာစိတ်ဓာတ်မြင့်တင်ရေးဆိုတာမိန်းကလေးတယောက်ထဲသွားပြီးတော့မှသင်ကြားရေးတွေလုပ်ပေးနေတယ်ဓမ္မပြောစာဆောင်လေးမှာပြစမ်းမှာဒါသူပြောလို့ပါကိုမဆက်ဆံဘူးပြမှန်ရင်ရသလားရတယ်ဆိုဖုန်းနဲ့လမ်းပါတယ်ဒီလောက်ကတော့မလုပ်ဘူးတဲ့ဖုန်းနဲ့ကလေးကနည်းနည်းမာတယ်သဘောတော့ပေါက်တယ်နော်ဒီလောက်မျိုးကတော့မလုပ်ဘူးတဲ့ဘယ်ကိတ်ပို့မပို့နိုင်ဘူးတဲ့ဒါဖြင့်လာဝယ်ပါမယ်ဆိုကျုပ်ကိုယ်တိုင်ပသိမ်ကနေပြန်ရတယ်ရန်ကုန်ပြန်ပြီးတော့အသေးလိုက်ကြီးသွားပြီးတော့ဝယ်အဲ့ဒါစာအုပ်900ဝယ်လို့တယ်ဘာလို့မလို့လဲတော့900ကြီးဝယ်တာဟာဒုက္ခပဲဟမ်သဘောပါလားအဲ့ဒါသူ့ပဲဗျာတလောကလုံးများသူ့လုံစာစားနေတဲ့အတိုင်းပဲပြီးတော့သူကအဲ့ရအဆောင်ဒုက္ခပဲငါတို့ဗမာလူမျိုးတွေမတိုးတက်တာလည်းမပြောနဲ့နော်နည်းနည်းလေးအောင်မြင်လာရင်အဲ့ဒီကိုအောင်မြင်တာမဟုတ်သေးဘူးအောင်မြင်တဲ့အရေးခိုပြီးရင်ကိုမန်းဝင့်ကျင်ကိုလို့ရတာလည်းမဟုတ်ဘူးရှင်းလားသဘောပေါက်သလားအဲ့တော့အကျိုးရှိတဲ့အလုပ်ကိုအကျိုးရှိအောင်လုပ်တတ်ဖို့လည်းမလိုဘူးလားပြုပြင်မှုကင်းတဲ့ဘဝဆိုတာမရှိဘူးဒါပေမဲ့ပြင်တတ်ဖို့တော့ဒါပြောချင်တာနောက်မှတရားကိုယ်ထဲမှာပြန်ဆက်ယူများပြောတာများသွားလို့နော်အဲ့တော့ပြုပြင်ပြီးတော့နေရတဲ့ဘဝမှာပြုပြင်တတ်ဖို့လိုတယ်စေတနာမှန်ဖို့လိုတယ်သူလဲအာသုဘကိုလဲအာသုဘသူလဲမသာကိုလဲမသာဘာမှမှန်ဝင်ကြရှိအကုန်လုံးအကျွေးတွေနဲ့တော့အကုန်လုံးအခုဘာလုပ်နေရတာကျွေးဆက်နေရတာခင်ဗျားတို့ဟာသသားစရာလို့ကျွေးဟောင်းဆက်လိုက်ကျွေးသစ်တင်လိုက်ဒီမှာဒုတိယကနံပါတ်2ကိုခန္ဓာဘာတစ်ပါးလိုက်အဲ့ဒါကျွေးဟောင်းဆက်ရတာအဲ့တော့ဟောဘရောက်တာဥပါဒံကံနေထမလုပ်ဘူးလားအဲ့ဒါပြုတ်ပြင်နေရတော့ကျွေးသစ်တင်တာအဟောင်းဆက်လိုက်အဟောင်းပေးလိုက်ပြီးကိုမပြီးနိုင်ရှင်းလားအဲ့တော့ခုအသစ်ထပ်ယူကြမလားကြည်အောင်ဆက်မဆက်ချင်လို့တော့ငါကျွေးဆက်နေရတာအမြဲတမ်းမနောက်ချတာကိုနဲ့စကားပြောတဲ့လူကြည်တာရှိရကိုစီရောက်လာတဲ့လူပျော်ပျော်ရွှင်ရွှင်ဖြစ်စေရသဘောပါလားဘာမှမပေးနိုင်အောင်တော့ပြုံးလေးနေလိုက်ရင်အဆင်ပြေပါလားကျင်းရတယ်နော်ငယ်တော့တော့မောင်နှမတွေရှိတယ်ကိုကြီးကိုတွေဒီတော့မောင်တော့ပါလာတယ်ပေါ့အကိုကြီးဆုံးဆိုပြီးပူဇော်ကြတာကိုကြီးဘာလို့ရန်ကောင်းဘာဝင်ကောညီမတွေကလာပြောရှင်ကိုကြီးဘာရကျင်တယ်ကိုလက်ထက်တပြားမှမရှိဘူးလို့တော့နောက်တရက်နေ့ဆိုဝင်မှာပေါ့တရက်နေ့နေတော့လေနေပေါင်းကွာခဏဆောင်ပေါင်းအဆင်ပြေမှာပေါ့နောက်ပိုင်းသူတို့သဘောပေါက်လာတို့ကိုကြီးသွားမပြောနဲ့သူ့သွားပြောလိုက်မပြေလေတာမရှိဘူးဘာမှလည်းမရဘူးဟာငါမဝယ်ပေးဘူးမဝယ်ပေးနိုင်ဘူးပတ်စံမရှိဘူးပြောရင်တို့အဲ့ချိန်စိတ်ဆင်းရဲမယ်မဝယ်ပေးနိုင်မယ်နောက်တရက်ရတော့မှဆိုရင်တို့ပြောသွားမယ်ပြီးပြီရတဲ့အခါကျတော့ငါလုပ်ပေးမယ်ရှင်းလားသဘောပေါက်သလားဒီစနစ်ပဲနေလားကျင်တယ်နော်အဲ့တော့ပြောချင်တာကမပြုတ်ပြင်ရတဲ့ဘဝမရှိဘူးနော်ပြုတ်ပြင်နေရခြင်းကြောင့်ဘာသစ္စာလဲအဲ့တော့ပြုတ်ပြင်နေရတဲ့လူအချင်းချင်းကိုပဲမာနလည်းမတက်ကြပါနဲ့ဒေါသတွေလောဘတွေနဲ့လည်းဆက်ဆံမနေကြပါနဲ့ရှင်းရလားအဲ့တော့သင်္ခါရဆိုတာပြုပြင်ရခြင်းခင်ဗျားတို့မှာရှိမရှိပြုပြင်ခြင်းကင်းတဲ့ဘဝဆိုတာမရှိဘူးဘဝလို့ပါလာရင်ပြုပြင်ရမှာပဲရှင်းကြလားအဲ့ဒါကြတော့စဉ်းစားရုံပေါ့လုံးသမျှဒုက္ခမလုံးရင်မရှုပ်ဘူးဆိုရင်ဒီတိုင်းထိုင်နေမယ်ဆိုလို့တော့မရဘူးသမင်းစားဖို့လည်းလုပ်အောင်မယ်ဝတ်ဖို့စားဖို့နေဖို့လည်းလုပ်အောင်မယ်မောင်သင်ဆက်ဆံရေးအတွက်လည်းလုပ်အောင်မယ်သာသနာတော်ကြီးအတွက်လည်းလုပ်အောင်မယ်လူမျိုးကြီးလှုပ်เสียရအများကြီးအဲ့ထဲမှာကျွေးဆက်တာဖြစ်ပါစေဒါဖြစ်မှာကျွေးသင့်မတင်စီဒါဖြစ်တယ်ဒါမို့ဦးဇင်းကသင်္ကန်းလူတယ်ဘာအတွက်လူလဲဘာအတွက်လူလဲသာသနာအတွက်သိချလို့သင်အောင်ပါလားသင်္ကန်းဆိုတာသာသနာအသုံးဆောင်ပစ္စည်းဒါမို့လို့ဘာအတွက်တော့သာသနာအတွက်ဒီဘုန်းကြီးအတွက်လည်းမဖြစ်စေနဲ့အမေအတွက်လည်းမဖြစ်စေနဲ့အဖေအတွက်လည်းမဖြစ်စေနဲ့တချို့ကအမေအတွက်သင်္ကန်းကပ်မလို့မေပဲမလို့သိသွားပြီဗျာအဲ့သင်္ချိုင်းပေါ်သွားတင်းကြီးအမေအတွက်သင်္ကန်းတော့ငါတို့သာသနာမှာသုံးစရာမရှိဘူး
ရှင်းလားအတွက်သိအရေးကြီးတယ်တော့ဗမာလူမျိုးကကိုယ့်ဘက်လောက်ပဲစဉ်းစားတာအတွက်ဆိုရင်ငါနဲ့ငါမိသားစုငါအရေးလောက်ပဲတွက်တာဟမ်အလုပ်တစ်ခုကအတွက်မှန်ဖို့ direction မှန်ဖို့လို့ဘာမှမလို့လဲ direction ဥတီချက်မှန်ရမယ်သင်္ကန်းဟာသာသနာအသုံးဆောင်ဖြစ်တဲ့အတွက်သာသနာအတွက်ဆွမ်းဟာသာသနာဤအသုံးဆောင်ဖြစ်တဲ့အတွက်သာသနာအတွက်သာသနာအတွက်လို့ပြောတဲ့အတွက်ငါအတွက်ပါသေးလားဒီမှာကင်းနေတယ်ကျွေးကင်းနေတယ်ငါဖို့လှုပ်လိုက်ရင်ကျွေးတင်ပြီးသားမှတ်ပြီတော့ရှင်းလားအဲ့တော့ဒီလူရလာတာဘာအတွက်လဲဆိုတော့သာသနာအတွက်ဘယ်ကျိုးငါလဲဆိုတော့မှလာတော့မယ်သင်္ကန်းလူရင်သင်္ကန်းအကျိုးမရဘူးလားဆွမ်းလူရင်ဆွမ်းအကျိုးမရဘူးလားအဲ့ဒီရတဲ့ထဲမှာအဲ့ဆွမ်းလူလို့အသက်ရှည်ခြင်းဆင်းလာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းတွေသာရမယ်ဆိုရင်ဒါတွေမျောကိုနေရင်အသက်ရှည်တယ်ဆိုတော့လည်းမသိဘူးလို့ပြောတာမဟုတ်ဘူးမအိုဘူးလို့ပြောတာမဟုတ်ဘူးဒါသိရမှာအဲ့တော့ဒီခန္ဓာရရင်ဒီဒုက္ခကရမှာပါဟုတ်ဘယ်အကျိုးငါလဲလို့ဆိုတော့မှခန္ဓာဝတ်ကကျွတ်ချင်လို့သာသနာဝတ်ကကျွတ်ချင်လို့ဟောဆန္ဒကဒီလိုထားမှာအကျိုးကိုဒီလိုထားလိုက်တဲ့အခါကျတော့ဒီပေါ်မှာတတ်မှတ်ခြင်းတာယာခြင်းမက်မောခြင်းမရှိတော့ငါလှုပ်ထားတာဆိုတဲ့မာမနာတွေလည်းရှိတော့အဲ့လိုမလူတတ်တော့ငါလူထားတာအမလီအဲ့တုန်းကမှဒီမျိုးမှာအကြီးဆုံးသိန်းဘလောက်ကုန်တယ်သူကမာနတွေဝင်တယ်အဲ့ဒါဒါနကိုမဟုတ်ဘူးသူကြွားခြင်းလို့ဂုံလုံးခြင်းလို့လုပ်တာဒါနမဟုတ်ရှင်းလားတခုချင်းကိုစီစစ်ကြည့်လိုက်အဲ့ဒီလူစီစစ်ကြည့်လိုက်ကုသိုလ်ဘယ်နှပါလဲစီစစ်ကြည့်လိုက်ကျွေးတာမွေးတာသူများထက်သားဝက်ကြုံမာထားသားပြောင်ကျွေးပလိုက်မယ်ဟမ်အဲ့တော့ငါအလူတော့ဝက်အကောင်ကြီး100သားစိုက်ကုသိုလ်လားအကုသိုလ်လားလာကြတဲ့ဒီတိုင်းလာတာမနေ့နေ့ပဲဘိက္ခဒကမကြီးတယောက်လာလျှောက်သွားတပည့်တော်တို့အရင်တန်ဃာဗျာတန်ဃာဆိုတော့ရှင်ဘုရားတို့ပြောတော့တန်ဃာဘောတဲ့တပည့်တော်တို့ရေလုံငန်းလောက်ကြကုသိုလ်မှလည်းမသိဘူးအကုသိုလ်မှလည်းမသိပါဘူးတဲ့သင်္ဘောတွေအများကြီးပိုင်တယ်ကုသိုလ်မှလည်းမသိဘူးအကုသိုလ်မှလည်းကိုရှင်ဘုရားတရားတွေနာပြီးတော့မှဟာငါတို့လုံနေတာအကုသိုလ်တွေဟာအဲ့ကြမှာသိတော့တပည့်တော်အကုန်လုံးရောက်ပလိုက်ပြီသင်္ဘောတွေအကုန်လုံးရောက်ပြီဘယ်မှလည်းအဲ့လုံလဲတပည့်တော်မလုံတော့ဘူးအေးဟုတ်တယ်အခုလိုဘုရားရဲ့အဆုံးအမနဲ့သာထိတွေ့ခဲ့မရဘူးကိုလုံနေတဲ့အလုပ်မှန်လည်းမသိဘူးဟမ်ရေလုတ်သားဆိုတာငါးများရအောင်ဖမ်းနိုင်ရင်လူကောင်းကောင်းပဲဟမ်အဲ့တော့တဲ့အုပ်ချုပ်ကတော့မှတော့မမြင်ဘူးရှင်းသလားသဘောပေါက်သလားကုသိုလ်မှလည်းမသိအကောင်းမှလည်းမသိအမှားမှလည်းမသိအကြောင်းမှလည်းမသိဂျင်းနကလားအဲ့တော့အခုသိခွင့်ရတဲ့ဘဝဟာတန်ဖိုးရှိမရှိအဲ့ဒီတန်ဖိုးလေးကိုကိုယ်တိုင်ခံစားနိုင်အောင်ကြိုးစားဓမ္မဖရာရဲ့အဆုံးအမတိုင်းနေထိုင်ပြောဆိုဆက်ဆံလိုက်ရတာလေတခါတလေဖရာအဆုံးအမလေးရင်ထဲမှာကိန်းလို့လောဘကြီးနေတယ်ဒီလောဘမကောင်းပါဘူးတော်ပါပြီဆွန့်လွတ်လိုက်လို့ရလာတဲ့အေးချမ်းမှုလေးတွေ့လိုက်ရတော့ဒါကြောင့်သာသနာဟာကျေးဇူးများလိုက်တာဘယ်သူကိုယ်တိုင်သိရမှာအေဟိပတိကောသန္တိဋ္ဌိကောကိုယ်တိုင်လှုပ်ကြည့်ပြီးတော့ကိုယ်တိုင်ပဲမြင်ရမှာဒီနကလားသူများအပြောသူများပါဇက်လမ်းဆုံးနေရမှာလားကိုယ်တိုင်မြင်အောင်လုပ်ရမှာလားတော့ကျေးဇူးရှင်မိုးကိုဆရာတော်ဘုရားကြီးဂုဏ်ကျေးဇူးဟာဘယ်သူတွေပဲဝါတွေဘလို့ပြောသူများတွေအမျိုးစုံလာပြောတယ်တတ်တော်ကြတယ်ဆိုတာမဟုတ်ဘူးဟုတ်တယ်အရှုပ်ချက်ကိုခတ်လို့ဆရာတော်ဘုရားကြီးကဘယ်လိုပုဂ္ဂိုလ်ကြီးသူဘယ်လိုပုဂ္ဂိုလ်ကြီးဖြစ်နေသူပြောတဲ့အပြောကြောင့်ငါလောကဓာတ်နဲ့ရင်ဆိုင်လာရတာကွာဘယ်လောက်ပြင်းတဲ့လောကဓာတ်ဖြစ်ငါပြုံးလေးပဲဆရာတော်ဘုရားကြီးဆုံးမတယ်အဲ့ဒါငါကျေးဇူးရှင်မို့လို့ကိုးကွယ်တာသူဘာဖြစ်နေယဟနာမို့လို့ကိုးကွယ်တာမဟုတ်ပါဘူးဟမ်ဆရာတော်ဘုရားကြီးယဟနာဖြစ်တာတော့ဂုဏ်ယူစရာလားငါသူ့လမ်းသူလျှောက်တာဟမ်ငါတို့သိဘလောက်သိခံနိုင်တယ်လေငါတို့ဆရာတော်ဘုရားကြီးအဆုံးမကိုဘလောက်လိုက်နာကျင့်သုံးလို့ငါမှလောဘနေတဲ့ကျေးဇူးဒေါသနေတဲ့ကျေးဇူးငါမှဘဝအေးချမ်းမှုရနေတယ်ဆိုရင်ဒါဆရာတော်ဘုရားကြီးကငါတို့ရဲ့ကျေးဇူးရှင်ပြီးပြီလေစော်ကားတဲ့လူပြစ်တိုင်းသွားဟမ်အဲ့ဒါ तू က तू ကျေးဇူးမရှိလို့စော်ကားတာ तू လမ်းငါတို့ကျေးဇူးရှင်မလို့ပူဇော်တာငါတို့လမ်း तू actual လိုက်ပဲကြိုက်တာလို့ရှင်းလားပြဿနာဖြစ်เสียရှု
ခုလည်းဘုရားရှင်ကိုတော်မြတ်ကြီးကဘယ်ဝါဒနဲ့ရှင်ပြိုင်ပြီးတော့မှဘယ်ဝါဒဟိုမှကဲ့ရဲ့ခြင်းရှုံချခြင်းပုတ်ကတ်ခြင်းလဲမရှိဘူးသူ့အမှန်တရားသူဟောနေတာပဲဒါပေမဲ့ဟိုဝါဒရှင်တွေကဒီမှာမကျေနပ်ကြဘူးဒါတော့ဘုရားအပြစ်တော့မဟုတ်ဘူးမကျေနပ်သူရဲ့ဖြစ်ပဲနေတတ်အောင်လို့မလုပ်နဲ့ခုဥစဉ်သာသင်ပေးတယ်ဆိုတာနေတတ်အောင်အနေတတ်မှနေရင်းနဲ့သေဘယ်ဟာအရေးကြီးလဲဇလုံးကဆင်းနေလို့ကတော့အနေလားအသေးလားအနေကအရေးကြီးတာလားအသေးကအရေးကြီးတာလားအနေတခေါနဲ့လို့နှခွန်းကြားနေရလို့ဟမ်အနေတက်ရင်အဲ့တော့အနေတက်နေတဲ့လူကသေမှာပူစရာကိုမလိုဘူးကြိုက်တဲ့ချိန်သေစမ်းကွာဘာလို့ငါမားတာတခုမှမလုပ်ဘူးရှင်းလားမဟုတ်တာလုပ်တဲ့လူကဒါသေမှာကြောက်တာဟုတ်တာလုပ်တဲ့လူကသေမှာမကြောက်ရှင်းလားမဟုတ်တာမမှန်တာလွဲမှားတာချွတ်ချော်တာမလုပ်ထားဘူးငါအနေတက်ထားတဲ့သေဖို့အစင်နဲ့ရှင်းတယ်နော်ဒါပြန်ဟိုသေမှာပူနေရမလားယခုအနေကိုပြင်ရမှာလားသေခါတဲ့ခန္ဓာမပြင်လို့မရပါရှင်းတယ်ကလားနောက်ဝိညာဉ်နဲ့ခန္ဓာဆိုတာသိတတ်တယ်ကြံတတ်တယ်မလုပ်တတ်တယ်ဘုရားတို့သိကြံမှုလေးတွေအသီးသီးရောမရှိဘူးလားအဲ့ဒါကိုပိုင်သလားမြဲသလားဒါဖြင့်ရှိတာခန္ဓာဘယ်နှပါအချင်းချုပ်လိုက်ရင်ယုတ်တရားနဲ့နံတရားနဲ့ယုတ်နာနှစ်ပါးဟာမြဲသလားမမြဲဘူးလားဖြစ်ပြီးရင်ဘာသစ္စာခန္ဓာမှရင်ဘာသစ္စာဒါဖြင့်ဒီခန္ဓာကြီးဟာဒီဘဝပြီးရင်နောက်ဘဝရှိသေးတယ်လို့ပြောမလားအကြောင်းရှိရင်တခြားလို့ဒီရုပ်ပြီးရင်နောက်ရုပ်ရှိလားမရှိဘူးလားမရှိဘူးဆိုဥစ္စေတာလာပြီခင်ဗျားတို့ဝါဒသင်ပေးအောင်ပါဒီမှာဝါဒအားလုံးကိုနှစ်သက်တဲ့လူမနှစ်သက်တဲ့လူနှစ်သက်တဲ့ဝက်မနှစ်သက်တဲ့ဝက်ဒီမှာသုံးပါပြောထားပြီဝါဒကဘာတွေရှိမှမသိသေးပဲနဲ့ဝါဒကယုတ်ကမြဲတယ်လို့ယူတဲ့အယူလည်းရှိတယ်။နာဟာမြဲတယ်လို့ယူတဲ့အယူလည်းရှိတယ်။ယုတ်ကမှချမ်းသာတာလို့ပြောတဲ့လူလည်းရှိတယ်ယူဆထားတဲ့အယူတွေ။နာကမှချမ်းသာတာရုပ်ရှိနေလို့ဆင်းရဲတာလို့ယူတဲ့အယူလည်းရှိတယ်ခင်ဗျဝါဒတွေပြောရင်ကုန်းမကုန်နိုင်ဘူး။ရှင်းသလား။ဒီခန္ဓာကြီးကမြဲတယ်လို့ပြောတာလည်းရှိတယ်။မမြဲဘူးလို့ယူဆထားတာတွေလည်းရှိတယ်။အဲ့တော့ဒီဘဝပြီးနောက်ဘဝရှိမရှိအကြောင်းရှိရင်သေချာလို့ငါတို့နှုတ်ဝင်တစ်ဖက်ပါသွားမှာဘောပါသလားနောက်ဦးစင်းကိုငယ်တော့တကယ်ချင်းတယောက်ကလာပြောတယ်နင်းနောက်ဘဝရှိမရှိဘယ်လိုသက်သေပြမလဲတဲ့သူတို့ကခရစ်ယာန်ဘက်ကနော်ထားပါတော့ပြောတော့ပြောမိတော့ဘာသာကြားပေါ့နော်တခြားသောဘာသာတစ်ခုကလာမေးတယ်အဲ့တော့ဦးဇင်းကပြောလိုက်တယ်ဘာမှလည်းသက်သေပြစရာမလိုဘူးပြဖို့အကြောင်းလည်းမရှိဘူးအကြောင်းရှိရင်အကျိုးရှိလိမ့်မယ်ငါအဲ့ဒါမလိုချင်ဘူးတဲ့မလိုချင်တော့မတတ်နိုင်ဘူးတကယ်ရှိတာတော့အကြောင်းနဲ့အခုငါမင်းကိုပြုံးပြလိုက်ရင်မင်းဘာလုပ်မလဲပြန်ပြုံးပြမယ်အဲ့တော့ငါပြုံးပြလို့ပြုံးပြတာငါပြုံးပြလိုက်တာအကြောင်းမင်းပြန်ပြုံးပြတာကရှင်းသလားငါမင်းကိုဆဲလိုက်ရင်ဘာလဲပြန်ဆဲမှာဗောနော်ဘာကောင်မို့လို့လဲဟုတ်ကလားဘာလို့ဆဲခံရတော့ကိုဆဲလိုက်တဲ့အကြောင်းရှိလို့ဒါလက်တွေ့မြင်သာတာလေးပြောတာအဲ့ဒီလိုမျိုးအနမတ္တကတန်တရားမှာကံမောင်းများစွာလုပ်ခဲ့ပြီတို့အဲ့ဒီလုပ်ခဲ့တဲ့ကံအကြောင်းတွေမကုန်သေးရင်တော့အကျိုးတရားတွေလှုပ်ဆမ်းမှကံအကြောင်းတွေမကုန်သေးရင်တော့အကျိုးတရားတွေလားနေဦးမှာပဲရှင်းလားအဲ့ဒီအကျွေးကိုကိုအောင်ဆက်နိုင်ရင်တော့ဟုတ်ပြီနော်အဲ့တော့ဘာနဲ့ဆက်ကြဒါဆရာတော်ဘုရားကြီးတပည့်တွေဒါမို့လို့ဆရာတော်ဘုရားကြီးကြီးညိုလိုက်တာစကားတစ်လုံးဒီစကားတစ်လုံးဆိုတာခင်ဗျားတို့ဆရာကောင်းသားချင်းကပ်ပြီးတော့ပြောနိုင်တာမဟုတ်ရင်ခင်ဗျားတို့ဘာနဲ့ဆက်ကြမလို့ဒေါ်လာနဲ့ဆက်မလားပေါင်နဲ့ဆက်မလားရှင်းလားဘာနဲ့ဆက်ခ
ခန္ဓာနဲ့ဆက်နေလို့တော့မပြီးနိုင်တန်တရားတစ်ခွင်လုံးတို့ဘာနဲ့ဆက်လာခန္ဓာနဲ့ဆက်တာဘာနဲ့ဆက်တာခန္ဓာနဲ့ဆက်လို့ကြက်ဖြစ်ပြီးစားဝက်ဖြစ်ပြီးစားငှက်ဖြစ်ပြီးစားကျွဲဖြစ်ပြီးစားနောင်အားဖြစ်ပြီးစားမရှိဘူးလားသဘောပါတယ်နော်တော်အမြန်သွားတယ်ဟိုပသိမ်ဘက်လက်ဗုဒ္ဓဘက်ဒုက္ခဆိုင်တွေတွေ့သွားရင်းနဲ့လမ်းမှာစပိန်တစ်စင်းနဲ့ဆွဲသွားတယ်ဟောက်ကငန်းကြီး၃ပါ၄កောင်လောက်တယ်6လောက်ကနေဆွဲပြီးသွားတယ်အဲ့တော့6လောက်ကနေဆွဲပြီးတော့နောက်ကတယောက်ကထိုင်သွားတယ်ရှေ့ကတယောက်ကနင်းတယ်အရှင်ကြီးတွေခေါင်းလေးတွေမော့ရင်းနဲ့ကြားတော့သူတို့မလွတ်တော့လမ်းနဲ့တိုက်ပြီးတော့လေတွေးချင်းချင်းရဲ့သေလည်းမသေသေးဘူးကြည်ရောဒုက္ခပဲငါလည်းဒီလိုဘယ်နှဘဝသေခဲ့လည်းမသိဘူးဟမ်ကိုဘဝလေးကြီးပဲဟမ်တန်တရားအရှိကြီးဆိုတော့ခင်ဗျားတို့ကဘယ်လိုလုပ်မြင်မှာတော့ဆိုကိုဘဝဝင်ကျင်လိုက်ကြည့်လိုက်ပရွတ်စိတ်ကလည်းကိုဘဝစာကလေးကလည်းကိုဘဝကြီးရလည်းကိုဘဝဖေးရလည်းနွားရလည်းကြည့်လိုက်တန်တရားမှဆုံးကိုမဆုံးနိုင်ဘူးဟမ်ကိုခင်ဗျားတို့အိမ်ထဲမှာကြွက်ကလေးတွေပိုးဟကလေးတွေအိမ်မြောင်လေးတွေမရှိဘူးလားအဲ့ဒါခင်ဗျားတို့ဆွေမျိုးတွေအာနာကြဟမ်မယုံရင်ပိုးဟကလေးတွေကောင်အိမ်မြောင်လေးတွေကောင်လောက်ကိုအမှတ်သားလေးလုပ်ပြီးတော့ခက်ဝေးသွားလွှတ်ကြည့်မကြဘူးရပြန်လာတော့ဒီမြေနဲ့ဒီအိမ်ကွက်ကလေးမှာပဲခင်ဗျားတို့ဒီပုဂ္ဂိုလ်တွေကိုပဲစွဲနေတာအဲ့ဒါခင်ဗျားတို့ဘိုးဘွားမိပါတယ်အမျိုးတွေရှင်းလားကြက်ကလည်းမကင်လို့ပြန်လို့လိုက်တခြားအိမ်တွေအများကြီးဝယ်မှာမဝင်ဘူးဒီအိမ်လားသဘောပါသလားအကြောင်းနဲ့သူကပြုတ်ထားတဲ့အကြောင်းနဲ့ဒီမှာအတူတူဆိုသေလဲဒီမှာအတူတူသေမှာခင်ဗျားတို့စိတ်ကခေါင်းချအတူတူရိုးမြေကြဘူးဗျစလာကြတဲ့ဟမ်ရှင်းသလားအဲ့ဒါခင်ဗျားတို့နေနေအမျိုးတွေနဲ့အတူတူနေနေတော့ရမ်းမတတ်လိုက်နဲ့ဂျဘိုးဆိုချမ်းလိုက်တယ်ကိုမျိုးတွေဟမ်သဘောပါလားဘာနဲ့ဆက်နေကြခန္ဓာနဲ့ဆက်နေတာမပြီးနိုင်ဘူးခင်ဗျဟမ်ဖခင်ကမင်းတို့နတ်မတက်ကတန်တရာကတင်လာတဲ့ကြွေးกว่าညံတစ်ချက်ဝင်ရင်ကြေးပါတယ်ဟမ်ခန္ဓာမှန်သမျှမြဲသလားရုပ်ကြည့်လည်းဖြစ်ပြီးရင်နာမ်ကြည့်လည်းဖြစ်ပြီးရင်ဖြစ်ပြက်ဘာသစ္စာသိတဲ့ဉာဏ်ကဧကသစ္စာနဲ့ဒုက္ခသစ္စာကိုပိုင်းခြားပိုင်နိုင်မြင်လိုက်တာနဲ့သေတာကသမုဒယသစ္စာဆိုတာအကြောင်းသိသွားပြီအကြောင်းသိရင်အကျိုးသိပြီဆိုတော့တမက်တဖို့ရလိုက်တာနဲ့ရှေကဖြစ်ပြက်နောက်ကမဲဆိုသောတာပတိမဲရပြီဆိုတာနဲ့ဒေဩသံတရားအကုန်ပိပြီးသွားပြီအလွန်ဆုံးဘယ်နှဘဝခုနဘဝဒါအာနာကုန်အရေးကုန်ပြောခြင်းတော့ပြောခုနဘဝဘယ်တခါဘာနဲ့ပိတ်တာအကျွေးကိုဘာနဲ့သိမ်းရမရှင်းလားကျွေးသစ်ထမတင်စေနဲ့ခုစရတာကိုအလူးလိမ့်မှာပဲဗျအဲ့တော့ကိုဆက်တဲ့လက်မှာအလူးလိမ့်ကိုဗျကိုလှုပ်တော့လည်းသူ့ထက်တောင်ဆိုးသေးဟင်ကိုရုံမာတဲ့ကောင်တွေနဲ့ကြီးတွေ့နေရတာလေဘာဖြစ်တာလဲဩကိုကသူတို့ထဲရုံမာထားလို့ပဲဟင်ရှင်းလားကြည့်လိုက်ဟုတ်ဆိုတော့ရုံမာတဲ့လူချင်းပဲပေါင်းရတာဟုတ်ဟမ်အဲ့တော့ကိုကအမေဒီဘဝကျတော့သူတော်ကောင်းကြောင်ဆိုပြီးဒီကောင်တွေမတရားဘူးလုပ်နေအမှန်အဲ့ဒါကိုလှုပ်လာတဲ့အလုပ်တွေဟမ်ကိုချင်းစာကြည့်လေအော်သူ့လေဟိုစာဟိမကြည်မနှက်ဖြစ်မနေနဲ့စာဟမ်မကြည်နဲ့လို့ဒေါသဖြစ်ရင်ကျွေးသေးကတင်ဦးမှာစာလဲစာသေးကျွေးသေးလည်းတင်ဦးမယ်ဟမ်အသိယူကြမလားအဟောင်းကိုအောင်ပေးမလားရကရုအသိယူကြမလားအဟောင်းကိုအောင်ဆက်မလားဒါဝကျွေးမလို့ဟမ်ငွေဆိုရင်တော့ခင်ဗျားတို့အဲ့အရင်ကျွေးမဆက်နဲ့တော့နောက်ဟာယူမလားဆိုရင်မနဲ့တော့ဟမ်ခင်ဗျားတို့နားလည်အောင်လဲတော့လို့အောင်ပါအခုကတရားသဘင်နဲ့ဆိုတော့အဟောင်းဆက်ကြမလားဆိုအဟောင်းဆက်မှာပါဘုရားပြောတာဟိုဘက်ရောက်တော့ငါမခံနိုင်ဘူးဒီမျက်နှာဘေးကိုမကြိုက်တာဟမ်သဘောပါလားကျွေးရခင်ဗျားတို့ဆက်မှမဆက်တတ်ပဲဟိုဗျာဟမ်ဒီလူကငါ့ကိုအမြင်ကိုမကြည့်ဘူးလို့ပြောတာကကိုကသူ့ကိုမကြည့်အောင်လုပ်ထားတာဟိုဟမ်ကိုဘာလို့မျက်စောင်းထိုးခါဟ
ကိုကမျက်စောင်းထိုးတော့ငါမျက်စောင်းထိုးတော့နေအောင်ဆိုတော့ကျွေးသစ်ကထပ်တင်နေပြီဟမ်အဟောင်းကဆက်လို့မကုန်သေးဘူးအသစ်ကတင်နေပြီရှင်းတယ်ကလားဒါမို့လို့မိဘနဲ့သားသမီးဖြစ်တာတောင်မှကျွေးမရှိရင်မလာဘူးနော်ဒီမိဘဝန်ကဘိုက်ထဲကိုဟိုကကျွေးဟောင်းတောင်းစရာမရှိရင်ဒီသားသမီးမလာဘူးခင်ဗျဟမ်တော့ပါလားအဲ့တော့ငါတို့ဘဝတွေကမလုပ်နေရလဲကျွေးဆန့်နေရတာကျေနပ်သလားကျေနပ်သလားအေးမကျေမနပ်မဖြစ်နဲ့ဟမ်မကျေမနပ်ဖြစ်လို့ဒေါသဖြစ်ရင်ကျွေးသည်ထပ်တင်ဒါဖြင့်ကျွေးဆရတာစိတ်ပြည့်စရာကြီးလားပျော်စရာကြီးလားမေးအောင်မတပည့်တော်တို့ပျော်ဆက်နေတာဆိုလောဘဗျာထပ်တင်နေဗျာမြေအစ်ရှင်းသလားမပြောတတ်တော့ပါဘူးဆိုရင်မောဟဗျာတင်မြန်မြေအစ်ပေါ်မလုံးနဲ့ဟမ်ဒီမှာအမလေးဒီကနခသူ့ကိုယ်သူဟုတ်လာပြီထင်ပြီးဖျားရှိလာတယ်ဖျားဆိုတာအတုမရှိသဗ္ဗံဇာနံတိတိသဗ္ဗညုတတ်တလောက်လေးရွတ်တာနော်အလုံးစုံသိလို့ပါခေါ်လဲဖယားဆိုတော့လာပြောလိုက်ကြတဲ့ဗဇက်ဟလိုက်ကြတဲ့သိပြီးသားဟမ်တပည့်တော့ဘယ်ဝါဒမှမနစ်သက်ဘူးလေဆိုတော့ဘယ်ဝါဒမှမနစ်သက်တဲ့ဝါဒရောမနစ်သက်ဘူးလားမေးလိုက်ဘူးလားအဲ့ဒါလဲဝါဒတစ်ခုဖြစ်နေတာရှင်းတယ်နော်အဲ့တော့ဒီမှာကခန္ဓာကိုယ်မြဲတယ်မမြဲဘူးဒီဘဝသိပြီးရင်ရှိတယ်မရှိဘူးဒီခန္ဓာဆုံးပြီးနောက်ခန္ဓာရှိတယ်မရှိဘူးအငြင်းခုန်တယ်မရှိဘူးလားအဲ့ဒါတွေကတို့ကတကယ်နားလည်သွားရင်အကြောင်းတရားနဲ့အကြောင်းချိုးပြင်ကျန်တာပြောเสียရှိဘူးအဲမှာပုဂ္ဂိုလ်သတ္တဝါပါသလားတကယ်တော့ယုံနဲ့နာနဲ့ဖြစ်ပြီးတော့ဒါအရှိမှန်ပဲကြိုက်တဲ့လူလာကြည့်လိုက်ကျင်တယ်နော်နာကလေးတွေလည်းဖြစ်ပြီးရင်ယုတ်ကလေးလည်းဖြစ်ပြီးရင်အဲ့ဒီယုတ်ကလေးရတဲ့အကြောင်းရှိလို့ကံစိတ်ဥရုအာဟာရအကြောင်းထောက်ပံ့ထားလို့ရှိတာအထောက်ပံ့မရှိရင်ရှင်းလားအဲ့တော့အဲ့ဒီအငင်းခုံတွေပေါ်မှာဝါဒအားလုံးကိုနှစ်သက်တယ်ဆိုတဲ့လူတွေရှိတယ်လက်ခံတယ်သူယူနေသူပဲနေကြဆိုတော့ဒီလိုသူကသတ္တရသမားနော်သူကအမြင်တန်းကျင်တာဘယ်သူမှမပြတ်ချင်ဘူးဘယ်သူမှမမုန်းအောင်ပေါ့လေချစ်ချစ်ခင်ခင်ဟုတ်ကလားဒီဘက်ကပုဂ္ဂိုလ်ကတော့ဟုတ်စေတာဟမ်ဘယ်ဝါဒမှမနှစ်သက်ငါလာပြောနေမင်းတို့ဘယ်ဟာမှလက်မခံဘူးဒါပေမဲ့သူလက်ခံထားတာပါရှိတော့ဆိုတော့ဘယ်ဟာမှမနှစ်သက်ဘူးဆိုတာတခုပဲလက်ခံထားတာသူလည်းဘာမှမသိဘူးရှင်းလားတချို့ကလာသေးတယ်အမလေးပညာရှိလို့တော့ယူတော့ကဘယ်ဝါဒမှဆွဲဆွဲမြဲမြဲဘယ်ဘာသာမှဆွဲဆွဲမြဲမြဲမယူပါဘူးဗျာဒီလိုပဲလိလာနေတာပဲအမေအဒီနဲ့လေဟမ်ကမ္မထာအားထုတ်တဲ့ခါလဲဒီတိုင်းမှာတပည့်တော်မှာစီလဲရောက်ဘူးလဲဆွန်းလုံးလဲရောက်ဘူးလဲသဲအောင်ကူလဲရောက်ဘူးလဲမိုးကုတ်လဲအခုမလေးသူနေနဲ့သူတော့ကောင်းတာကြီးပဲဒါပြင်ဘယ်ဟာဆွဲထားတော့ဆိုတော့အကုန်ကောင်းတာကြီးပဲအဲရွာလဲနေပြီဘာမလုပ်တော့ဘူးဒီကနေ့တော့သူဘာလို့မသိဘူးဘယ်ဟာကိုင်းလို့ကိုင်းမှလည်းမသိဘူးတခုလက်ကိုင်းရှိရမယ်အကောင်းကတခုပဲရှိတာရှင်းလားကိုယ့်အတွက်ကိုယ်နဲ့သဟဇာတဖြစ်တာပြောတာပါတော့ကြမိုးကုတ်မှာအကောင်းလို့ခွန်ကြီးကညီညွတ်သွားတယ်ဒီလိုပြောနေမှာဆိုလို့တော့ကြဘေးကဝိုင်းထိုးနေတယ်လို့ထိုးနေဦးမှာဟမ်ဒီတခုတည်းအကောင်းပြောတာမဟုတ်ကိုယ့်အတွက်အကောင်းကတခုပဲရှိတယ်ကိုယ်နဲ့ကြိုက်တဲ့ကမ္မထာဟမ်ကိုယ်စီအိုင်နဲ့လိုက်တဲ့ကမ္မထာရှင်းတယ်နော်ကောင်းပြီအဲ့တော့ဒီဝါဒ၃ခုကိုဘုရားကခွဲခြားပြီးတော့ဒီနေရာမှာဆက်ပြောတယ်ဒီကနခဝါဒအားလုံးကိုနှစ်သက်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကတော့အားလုံးကိုနှစ်သက်ခြင်းကြောင့်ပျော်ရွှင်ခြင်းသာယာခြင်းနဲ့ရင့်မှုခြင်းလမ်းစဉ်ကိုလိုက်နေတဲ့အတွက်ဘဝကထွက်မြောက်ကြောင်းအားထုတ်ဖို့ခဲရင်နဲ့ကွာဟုတ်လားတန်တရားလွတ်မြောက်ကြောင်းသူလုံနိုင်သလားမလုံနိုင်ဘူးအားလုံးနဲ့အမြင်တန်းနေတာဘယ်ဝါဒမှမနှစ်သက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကတော့ငကိုရဲကရင်ပြတ်ဆဲခြင်းဓာတ်ခံရှိတော့သူကလွတ်အောင်လုပ်မယ်ဆိုရင်လဲလုံနိုင်စွမ်းရှိတယ်ကွာဘုရားဟုတ်ပြီနော်ဒီဘက်ကတော့နှစ်သက်တယ်လဲမနှစ်သက်တယ်လဲဆိုတာငကိုရဲကရင်ပိုင်ပိုင်ခြားခြားပြတ်ပြတ်သားသားဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့သူတို့ကလည်းလွတ်မြောက်ဖို့တော့ခဲရင်ပါလေကွာပြောလိုက်ပြီနော်၃မျိုးပြောလိုက်တော့ဒီကနခပထမဘုရားကပြောတော့
မင်းယူကောမင်းမနှစ်သက်ဘူးလားဆိုတော့ဒီယူနှစ်သက်ရင်ကျန်တာတွေအကုန်နှစ်သက်ပြီးသားဖြစ်သွားမှာပေါ့မနေ့ပြောတာမရှိဘူးလားသူရှောင်ထွက်တာအဲ့တော့ဘုရားကငါဒီလိုပြောလိုက်တိုင်းတဲ့ဒီပုဂ္ဂိုလ်တွေဟာအဲ့ဒီအယူကိုနှစ်သက်တယ်ပြောလိုက်ရင်ဒီဟိုအယူတွေလည်းနှစ်သက်ပြီးသားဖြစ်သွားမှာပေါ့ဆိုပြီးရှောင်သွားတဲ့လူတွေများတယ်ကွာဒီကနခဆိုပြီးတော့မှဒီသုံးပါးလေးဝေဖန်ပြတယ်ဒီဘက်ကသဒ္ဒနာသမားကတော့ကြုတ်ခဲတယ်ကွာဥစ္စေတသမားကတော့လုံးမဆိုရင်လွတ်နိုင်တယ်ဟေးဟမ်ငါဒီဘက်ကသဒ္ဒနာမဟုတ်ဥစ္စေတမဟုတ်ကြားလဲခံနေတဲ့ပုဂ္ဂိုလ်တော့မောဟများတယ်ကွာမလွယ်ဘူးဆိုတော့ဒီကနခအဲ့မှာဘာထားလို့လဲဆိုရှင်ကြီးကောရမတဲ့တပည့်တော်ဝါရကိုချီးမြှောက်ပါပြီတဲ့အမေလာပြီအမှုကမဆက်ရသေးပေါ်သွားပြီရှင်းလားသို့တော်တော့က तू ညင်းနေတာအခုဒီလိုလေးဝေဖန်ပြလိုက်တော့ तू ကဥစ္စေတသမားဟုတ်အဲ့တော့ရှင်ကြီးကောရမတဲ့တပည့်တော်ကိုချီးမြှောက်ပါပြီတဲ့ဟမ်ဒီရောဝါရပေါ်မှာရှင်ဖျားအမြင်မှန်ရှိတယ်ဘယ်သွားလို့လိုက်သေးတာဟမ်အဲ့တော့ဒီလိုတို့ပြတ်တော့သမားတွေကဘယ်ပေါ်မှာမဆွဲတဲ့အတွက်လွတ်မြောက်နိုင်တယ်ဖျားကတကယ်တော့သူ့ဝါဒကိုချီးမွမ်းတာလားမဟုတ်ဘူးဖြစ်စဉ်လေးပြောပြတာဒီလိုပြောပြမှလည်းဒီဝါဒကို तू ကဝန်ခံမှာဟုတ်ဗျသူ့ပဲနည်းနည်းသာသာထိုးလေးပြောလိုက်တော့ရှင်ဖျားတပည့်တော်ဝါဒချီးမွမ်းနေတာပဲတပည့်တော်ဝါဒပေါ်မှာရှင်ဖျားအမြင်မှန်ရှိတယ် तू ကလှုပ်လာပြီသဘောပါသလားအဲ့တော့မှဘုရားဟေးတဲ့ငါဘယ်ဝါဒမှချီးမွမ်းနေတာမဟုတ်ဘူးဝါဒအားလုံးကထွတ်မြောက်နိုင်လို့ငါဘုရားဖြစ်လာတာဘာလဲဘာလို့ဘုရားဖြစ်တာတော့အရေးကြီးတာမချထားခဲ့ဘုရားဖြစ်တာနောက်မထားဟမ်ဘယ်ထွတ်မြောက်နိုင်မို့လို့ပြောချင်တာဝါဒအားလုံးကထွတ်မြောက်တာကိုပြောချင်တာဟိုဘုရားဖြစ်တာမပြောချင်ဘူးဟမ်ဒါသက်သိမ်မို့လို့ထူရတာရှင်းသလားလွတ်မြောက်သွားကြတယ်ဆိုဝါဒအစွဲတွေကိုလွတ်ခဲ့လို့ရှင်းသလားဘယ်ပေါ်မှာကန့်ညှိခြင်းမရှိဘူးကန့်ညှိစရာဟောရှိသလားတကယ်ရှိတာယုတ်တရားနဲ့ဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကလောဘဒေါသမာနမောဟတဏမာနဒိဋ္ဌိလာအောင်မလားမလာရင်အကြောင်းကုန်ရင်အကျိုးလာပါအောင်မလားအဲ့တော့အကြောင်းရှိနေသေးသေးတော့အကြောင်းကင်းမှအကြောင်းကုန်မှအဲ့ဒီမှာဒီကနက်ခကိုမနေ့ပြန်ဖခင်ကတရားဆက်ဟောလို့ဆက်ဟောတော့နောက်ကဘယ်သူရှိတော့ရှင်သာရိပုတ္တရာနောက်ကရက်ခပြီးပြုံးကြည့်နေတာဖခင်နဲ့ဒီကနက်ခတို့အမေးဖြေအဲ့တော့ तू ကတော့ဒိဋ္ဌိပြုတ်ပြီးသားဆိုတော့သူ့မှာဝါရစင်ကြယ်ပြီးသားဆိုတော့ဒီအဆင့်ထိတာတော့ तू ကမဆန်းသေးဘူး तू သိပြီးသားအဲ့တော့ပြုံးလေးပဲနောက်ကနေရက်ခပြီးကြည့်နေတာအဲ့တော့နက်ဖြန်ကြမှာမြားတစ်ချောင်းနဲ့နှကောင်ပြစ်တော့ဟမ်တရားတစ်ပုဒ်ထဲနဲ့နှစ်ပါးကျွတ်အောင်ရှေ့ရောနောက်ကောကျွတ်အောင်ဟောတော့မှာအဲ့ဒီတရားမနက်ဖြန်စောင့်တာရှင်းသလား4 နာရီတိစမယ်ကျင်တယ်နော်ကဲဒါဖြင့်ခန္ဓာပဲနှစ်ပါးတော့ဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲအေးကဲလို့သစ္စာလေးချက်တစ်ပြိုင်တည်းကြိုက်မှသာလေတန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောတတိမလျှော့သောဇွဲလုံးလားဖြင့်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့အချိန်နဲ့ပိုသွားပြီမို့လို့တော်ကြစို့